ကိုပိုင်စီးပွားရေးတစ်ခုကိုအောင်မြင်အောင်လုပ်နိုင်ခြင်းနဲ့ဆိုတဲ့နေရာမှာငွေတစ်ခုတည်းဆိုလို့ရှိရင်လုံးဝမအောင်မြင်နိုင်ဘူးဒီငွေရဲ့ရှိမှာကိုဒီဆိုင်ကိုလုံနိုင်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အမေကိုဘာလုပ်ပေးမယ်ဥမာကိုယ့်ရဲ့အဖေကိုဘာလုပ်ပေးမယ်တို့ရည်ရွယ်ချက်ရှိတဲ့သူတွေကပဲ small business ကိုရလက်ထွက်အောင်လုပ်နိုင်ကြတာပဲဖြစ်ပါတယ်ချို့တွေဆိုရင်ရှိတယ်မိဘနဲ့မတည့်ကြဘူးကိုကလူလို့ဖြစ်နေတဲ့အချိန်မှာပဲမိဘနဲ့မတည့်လို့စီးပွားရေးကိုခွဲလုပ်တယ်ပေါ့နော်ဒီလိုမျိုးတွေရှိတယ်ဒါဆိုရင်ဒီလိုစဉ်းစားကြည့်ကိုကြမ်းမာရေးဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုကလည်းလူလို့အိမ်တော်ရသားလည်းမကြသေးဘူးဆိုလို့ရှိရင်ကိုအမှန်တကယ်ပြုစုစောင့်ရှောက်မဲ့သူကကိုမိဘတွေပဲဖြစ်တယ်ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ကိုက small business တစ်ခုကိုတကယ်ရက်လက်ထွက်ချင်တယ်ဆိုလို့ရှိရင်ငွေတစ်ခုတည်းမကြည့်ပါနဲ့လုံးဝကိုဒီ small business အောင်မြင်တဲ့အချိန်မှာကိုမိဘကိုဘာလုပ်ပေးမယ်ဘာဝယ်ပေးမယ်ဒီလိုမျိုးစိတ်နဲ့သွားတယ်ဆိုလို့ရှိရင် small business ကပို့ပြီးတော့အောင်မြင်တယ်ပို့ပြီးတော့ရက်လက်ထွက်မှာကျိန်းသေးပဲဖြစ်ပါတယ်ဒါကဇင်မာကိုယ်တိုင်လက်တွေ့လုပ်ခဲ့တဲ့နီလန်းပဲဖြစ်ပါတယ်